တခါကလူးလူးဆိုတဲ့လိတ်ကလေးဟာကောင်းကင်ဘုံမှာပြန်တန်းနေတဲ့ငှက်ကလေးတွေကိုကြည့်ပြီးအမြဲတမ်းအားကျနေခဲ့ပါတယ်ငါလည်းသူတို့လိုကောင်းကင်ရဲ့မှာပြန်တန်းပြီးကဘာကြီးကိုအပေါ်ကနေငုံကြည့်ချင်လိုက်တာငါမှလည်းတောင်းပန်ရှိရင်တိတ်ကောင်းပါပဲလူလူရဲ့ဆန္ဒကိုတိသွားတဲ့ငှက်ကလေးနှစ်ကောင်ကသူ့ကိုကူညီဖို့ဆုံးဖြတ်လိုက်ပါတယ်ငှက်ကလေးတွေကလူလူရေငါတို့မှနီးလန်းရှိတယ်ဒီတုံချောင်းကိုငါတို့ကတစ်ဖက်တစ်ချက်စီကြိုက်ထားမယ်မင်းကအလဲကနေမြဲမြဲကြိုက်ထားဒါပေမဲ့သတိထားနော်လမ်းမှာလုံးဝစကားမပြောရဘူးလူလူကခေါင်းငိတ်ရင်ငါလုံးဝစကားမပြောဘူးလို့ခရီးပေးပါတယ်ဒီလိုနဲ့ငှက်ကလေးတွေဟာထုတ်ကိုကိုက်ပြီးလူလူကိုကောင်းငင်မော်ဆွဲတင်သွားပါတော့တယ်သူတို့တွေမြေပြင်မော်ကရုံကလေးတွေနေတဲ့နေရာဘောကဖြတ်ပြန်သွားတဲ့အခါရုံကလေးတွေကဟေးဟိုမှာကြည်စမ်းလိတ်ကြီးကပြန်နေတာပဲအံ့ဩစရာကြီးဟေ့လိတ်ကပြန်တတ်လို့လားတကယ်ထူးဆန်းတာပဲလူလူကစိတ်ထဲကနေငါပြန်တတ်တာမင်းတို့သိစေရမယ်လူလူကဒီလိုနဲ့ပါဇက်ဟာပြီးပြန်ပြောလိုက်တာပေါ့ဒါကတော့ငါရဲ့လူလူစကားပြောဖို့ပါဇက်ဟာလိုက်တာနဲ့ဒုံချောင်းကိုလွှတ်လိုက်မိပြီးကောင်းကင်ဘဝကနေဟောင်းငနဲ့ပြုတ်ကျသွားပါတော့တယ်ကံကောင်းကောင်းမှသွားတယ်လူလူကမြခင်းလူလူကပြုတ်ကျသွားပေမဲ့သူ့ရဲ့ခွန်လေးဟာနည်းနည်းပဲ့သွားပါတယ်လူလူကငိုပြီးငါဖြစ်ပါပဲငါစကားကိုငါမတီးနိုင်ခဲ့လို့ခုလိုဖြစ်ရတာကောင်းကင်ဘဝမြင်ကွင်းလေးကလှပေမဲ့ငါအတွက်တော့မြေပြင်ကပဲအန်ဒီရဲ့ကင်းတာပါလားလူလူကနောင်နာရပြီးစိုက်ကြီးတငင်ငိုကြွေးနေပါတော့တယ်ဒီဇလန်ရဲ့အဓိကသင်ခန်းစာကတော့စကားပြောဆိုဆင်ခြင်မှုနဲ့မိမိနဲ့မထိုက်တန်တဲ့အရာကိုလိုချင်တက်မှတ်ပါကဘေးဒုက္ခကြုံရတတ်တယ်ဆိုတာပဲဖြစ်ပါတယ်ဒီလိုပုံမြင်ကောင်းလေးတွေကိုအမြဲတမ်းပြောပြပြီးတော့မှမို့လို့ subscribe လေးလုပ်ထားခဲ့ကြပါဦး